အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ brand ကိုတိစောက်ချင်တဲ့မိတ်ဆွေတွေအတွက်ဝင်ညစရာလေးရှိပါတယ်အဲ့ဒါတော့ collagen နဲ့ပတ်သက်ပြီးတော့ဝင်ညပေးချင်ပါတယ် collagen နဲ့ပတ်သက်ပြီးတော့လူတိုင်းလည်းသိပြီးသားပါ collagen ကဘာကောင်းလဲဆိုတာပေါ့နော်အဓိကဆန်သားတွေကောင်းတယ်လက်သက်ရှိတဲ့တွေကောင်းတယ်ရေချောင်းတွေအတွက်ကောင်းတယ်အသားရည်အတွက်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကအယိုးစစ်အတွက်ကောင်းတယ်အယိုးစစ်အတွက်ကောင်းတယ်ဆိုပေမဲ့တိုက်ဝမ်ကတိုက်2လောက်တော့မတိရောက်ဘူးပေါ့နော်တိုက်2ကတော့ပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့ကာကွယ်ပေးတယ်တက်တာစီတယ်ပေါ့နော်ဒီတိုက်ဝမ်မှာကျတော့အယိုးစစ်တော့ကောင်းတယ်ဆိုပြီးမြဲကြိုတင်ကာကွယ်ဖို့အတွက်တော့တောက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကခုနဖြော်ထားတဲ့ collagen လေးဆိုလို့ရှိရင်ဒါဒီသူက collagen 1000 mg ပြေဝပါတယ် twine peptide အမျိုးအစားဖြစ်တယ်အနံ့လေးကနီလိုအနံ့လေးပဲပါတယ်နောက်ပြီးတော့တကြားမပါဘူးအယောင်မပါဘူးအရသာလုံးဝမပါဘူးအဲ့အတွက်ကြောင့်မလို့တီးချိုသမားတွေတွေးချိုသမားတွေတောက်လို့ရတယ်ကို collagen တစ်ခုတောက်တော့မယ်ဒါမှမဟုတ်ရင်ထုတ်ကုန်အနေနဲ့ collagen ထုတ်တော့မယ်ဆိုတာကိုကဘယ်သူ့အတွက်ရည်ရွယ်ပြီးထုတ်မှာလဲဥပမာကိုကအသက်ဘယ်လောက်ကနေဘယ်လောက်အထိထုတ်မှာလဲပေါ့နော်ဆိုတော့ဒီ collagen အမျိုးအစားဒီအသက်30ကျော်အမျိုးသမီးတွေပဲဖြစ်ဖြစ်အမျိုးသားတွေပဲဖြစ်ဖြစ်ပေါ့နော်တောက်လို့ရတယ်30ကျော်ဆိုတောက်လို့ရတယ်တကယ်လို့20ကျော်လေးတွေဆိုလို့ရှိရင်တော့တောက်လို့ရလားလို့မင်းတောက်လို့တော့ရတယ်ဒါပေမဲ့ပမာဏများတဲ့အတွက်ကြောင့်မလို့တစ်ရက်သား2ရက်သားတောက်လို့ရတယ်အများကြီးတော့တစ်နေ့ကိုတစ်ထုပ်တော့တောက်စရာမလိုဘူးပေါ့နော်30ကျော်40ကျော်တွေကလည်းသူကဘယ်လိုတောက်လို့ရလဲဆိုတော့ပုံမှန်3လလောက်ကိုဇက်တိုက်တောက်လိုက်ပြီးတော့ရှင်မှတစ်ရက်ချားပေါ့နော်ရက်ချားပြန်ပြီးတော့တောက်လို့ရတယ်ဘာချက်လဲချွေတာလို့ရတယ်နောက်တစ်ခုကကျတော့အမြဲတမ်းနဲ့မလိုတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုညရိုင်းတောက်လာပြီဆိုတော့နောက်တစ်ခုကကျတော့ collagen တောက်ရင်ပမာဏပေါ့နော်ပမာဏအဓိကကျတယ်ကိုထုတ်ပုံနေနဲ့ထုတ်ပြီးတော့ရောင်းမယ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုကဝယ်တောက်မယ်ပဲဖြစ်ဖြစ်ပေါ့နော်ပမာဏလေးကိုကြည့်ရတယ်ခုနပြောတော့လို့ထုတ်ကုန်အနေနဲ့ထုတ်ရောင်းမယ်ဆိုလို့ရှိရင်ကိုကဘယ်အသက်ရုံရောင်းမှာလဲဥပမာ20ကျော်လား20ကနေပြီးတော့30ထိလား30ကနေပြီးတော့40ထိလားဘယ်လောက်ကိုထုတ်ရောင်းမှာလဲထုတ်ရောင်းမဲ့ပမာဏထုတ်ရောင်းမဲ့လူ target ပေါ်မှာမူတည်ပြီးတော့ဒီပမာဏကိုထည့်ရမယ်ပေါ့နော်အဲ့လိုမျိုးထည့်ရမယ်အဲ့ခါကျတော့ကျမတို့ကထုတ်ရောင်းတာပဲဖြစ်ကိုတောက်မှာပဲဖြစ်ဒီပါဝင်တဲ့ပမာဏကိုကြည့်ရမယ်ဘယ်လိုကြည့်ရမလဲဆိုတော့ပါဝင်တဲ့ပမာဏအနောက်မှာဒီဘူးတွေမှာပါတယ်ပေါ့နော်ရေးထားတယ်